အိမ်သာခွက်ထဲဖုန်းပြုတ်ကျသွားသောအခါမင်းရဲ့ဖုန်းဟာအိမ်သာခွက်ထဲကျသွားခဲ့ရင်အဲ့ဒီဖုန်းကိုဆွဲထုတ်ပြီးစက်ကိုအမြန်ပိတ်လိုက်ပါဖြစ်နိုင်ရင်စင်ကတ်ကိုပါထုတ်ပြီးဘက်ထရီကိုလဲဖွင့်ထားလိုက်ပါတချို့လူတွေကရေဝင်ထားတဲ့ဖုန်းတွေကအဆိုတက်ကိုစုပ်ထုတ်ဖို့စံအိုးထဲထည့်တင်တယ်လို့ပြောကြတယ်ဒါပေမဲ့ဒီလိုလုပ်တာဟာအချိန်ကြာသွားရုံသာဖြစ်ပြီးဖုန်းထဲကရေတွေကိုစုပ်ယူနိုင်မှာမဟုတ်ပါဘူးအဲ့လိုလုပ်မဲ့အစားဖက်နှက်အဟောင်းဘောက်စ်တွေထဲကဆီလီကာဂျယ်အထုပ်တချို့ကိုရှာကြည့်ပါပြီးရင်တော့ဖုန်းနဲ့အဲ့ဒီအထုပ်တွေကိုအိတ်တစ်ခုထဲမှာလေးလုံးအောင်ပေါင်းပြီးထည့်ထားလိုက်ပါဆီလီကာဂျယ်အထုပ်ဟာအဆိုတက်ကိုလင်းမြန်စွာစုပ်ယူနိုင်ပြီးတော့ဖုန်းတွင်းပိုင်းထဲထိရှိနေတဲ့ရေများကိုပါစုပ်ယူပေးနိုင်ပါတယ်ဒီလိုနဲ့48နာရီကြာတဲ့အခါမှာမင်းရဲ့ဖုန်းဟာပြန်လည်အသုံးပြုလို့ရနေမှာပဲဖြစ်ပါတယ်မင်းရဲ့မျက်လုံးတစ်လုံးကိုဆွဲထုတ်ပြီးကြည့်လို့ရမယ်ဆိုရင်ရှည်လျားတဲ့အာယုံကြောကြီးပါလာမှာဖြစ်ပြီးအမြင်အာယုံကနေတဆင့်ဦးနောက်ကိုဖြတ်တန်းသွားတဲ့အမြင်အာယုံအချက်ပြမှုတွေကိုမြင်တွေ့နေရမှာဖြစ်ပါတယ်။နောက်ပြီးမင်းရဲ့မျက်လုံးဟာကင်မရာလိုမျိုးလှည့်လည်လို့လဲရပါတယ်တကယ်လို့သင်ဟာတနည်းနည်းနဲ့အာယုံကြောကိုရှည်ထွက်လာအောင်လုပ်ပြီးတခြားအခန်းဘက်ကိုကြည့်မယ်ဆိုပါကမြင်နိုင်ပါသေးတယ်။ဒါပေမဲ့အာယုံကြောဟာအလွန်နုနယ်တဲ့အကြောဖြစ်တာမို့လို့ဖိမိယုံနဲ့တင်အကြောပြတ်သွားကမင်းရဲ့မျက်လုံးတစ်ဖက်ထာဝရကန်းသွားမှာပဲဖြစ်ပါတယ်။